မင်္ဂလာပါကိုက်လန်အပင်အသေးလေးတွေကိုကျွန်တော်အသုံးပြုထားပါတယ်တေချာအရင်လေးဖယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ပြုတ်ပေးရပါမယ်ရင်နွေးဆူတဲ့ထဲကိုစီအနှဲငယ်ထည့်ပြီးတော့ပြုတ်တဲ့အခါမှာသူ့ရဲ့အရွက်ကလေးကစိမ့်စိမ့်လေးနဲ့အခုလိုမျိုးလေးအယောင်လေးလှနေမှာပဲဖြစ်ပါတယ်အယိုးလေးနူးတဲ့ထီအောင်တော့ကျွန်တော်ရင်နွေးနဲ့ပြုတ်ထားပါတယ်ကြက်သွန်အဖြူနေငုတ်သီးစိမ့်တို့ကိုလှော်သွားပေးပါလှော်ပြီးသွားပြီဆိုရင်တော့ထောင်းထားပေးထားပါဒါကတော့ကျွန်တော်မှုအလုံးကြီးတွေကိုအသုံးပြုထားတာပါအရန်ကြီးကိုစားလို့ကောင်းပါတယ်ထွက်ရတဲ့ဆိုင်ရင်ကင်နာပို့ပြီးမှုေးပါတယ်ပြုတ်ထားတဲ့အရွက်တွေကိုကျွန်တော်လှီးပြီးထည့်ထားပါတယ်ကင်ထားတဲ့မို့ထည့်ပေးပါလှော်ထားတဲ့ငရုတ်သီးတွေကိုထည့်ပေးပါမြေပဲလှော်ကိုထောင်းပြီးထည့်ပေးပါပစွန်ကြောင့်မှုထည့်ပေးပါနှမ်းလှော်ပြီးသားထည့်ပေးပါအချိုမှုအနှဲငယ်အသုံးပြုထားပါတယ်ငါးငံပြာရည်တို့ကိုထည့်ပြီးသွားပြီဆိုရင်တော့ကြက်သွန်စိမ့်ထည့်ပေးပါစီပူပူကြစ်ကြစ်ကိုကျွန်တော်မီးဘိုပေါ်တင်ထားပြီးတော့ထည့်ထားပါတယ်စီပူတာကအနှံ့ကိုပို့ပြီးမှုေးစေပါတယ်နောက်ဆုံးလေးချက်မှာကျွန်တော်တမယာရည်လေးညှစ်ထားပါတယ်စီဘူးမထည့်ခင်မှာတမယာရည်ထည့်မယ်ဆိုရင်ခါသွားနိုင်တဲ့အတွက်စီဘူးထည့်ပြီးတော့မှကျွန်တော်တမယာရည်ထည့်ထားခြင်းဖြစ်ပါတယ်စီပြန်ဟင်းနေအကြော်တွေကိုစားရတာညှင်းငွေးလာတဲ့အတွက်အခုလိုမျိုးအရွက်လေးကိုတုပ်စားရတာတော်တော်လေးလဲဂရင်းတွေ့ပြီးတော့စားလို့မိန်စေပါတယ်ထမင်းပူပူလေးနဲ့တွဲပြီးစားမယ်ဆိုရင်တော့လုံးဝကိုကိုရှယ်ပါပဲဟင်းချက်အပြင်ကျွန်တော်တခြားထိုင်းမှာစကပြန်အလုပ်ကလေးတွေနဲ့ခီးသွွားအကျိုးအပို့လေးလုပ်တဲ့အတွက်လာရောက်မေးမြ